ဒီနေ့ရဲ့အထူးလေးလာဆန်းစစ်မှာကြိုးဆိုရတယ်ကျွန်တော်တို့စီမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ source ရောက်နေတယ်ဟုတ်ကဲ့လုပ်ငန်းရှင်တရားဖြစ်တဲ့ calling အတွက်ပေါ့သူအထူးပြုစုထားတဲ့လေ့လာချက်တစ်ခုပါAlex Hormozy ရဲ့နာမည်ကြီးစာအုပ်100 million offers ထဲကအဓိကချက်လက်တွေနဲ့ AI နည်းပညာကိုပေါင်းစပ်ပြီးတော့သူ့ရဲ့လုပ်ငန်းကိုဘလို့နောက်ကဆင့်တက်အောင်လုပ်မလဲဆိုတဲ့မဟာဗျူဟာမြောက်လမ်းညွှန်ချက်တွေပေါ့ဟုတ်ပါတယ်ဒီဆွေးနွေးမှုရဲ့အဓိကရွေးချက်ကတကယ်အောင်ရိုးရိုးရှင်းရှင်းလေးပါအောင်မြင်ပြီးသားလုပ်ငန်းရှင်တယောက်ဖြစ်တဲ့ calling ရဲ့လက်ရှိတင်တန်းဖြစ်တဲ့လုပ်ငန်းကိုလေထာမန်အဆင့်ငှက်နဲ့ပြိုင်စရာမလိုတဲ့ထိတ်ဆုံးအဆင့်ကိုဘယ်လိုတွန်းတင်မလဲဆိုတာပဲမြန်မာနိုင်ငံရဲ့ဈေးဝယ်မှာ number 1ဖြစ်အောင်လုပ်မယ့် plan ပေါ့နော်ဟုတ်တယ်အဲ့ကောင်ကိုပဲနီးလန်းရှာကြမှာအဲ့ဒါပဲအဓိက idea ကတော်တော်လေးစိတ်လှုပ်ရှားဖို့ကောင်းတယ်တခြားပြိုင်ဖက်ဒီထက်နည်းနည်းလေးပိုကောင်းအောင်လုပ်တာမျိုးမဟုတ်ဘူးမဟုတ်ဝယ်သူတွေဘက်ကမဝယ်ဘဲနေရင်ငါမားသွားပြီလူခံစားရလောက်အောင်ညှင်းဖို့တောင်ခက်ခဲလောက်အောင်ကောင်းမွန်တဲ့ကမ်းလှမ်းမှု offer တခုကိုဘယ်လိုဖန်တီးမလဲဆိုတာပဲကဲဒီအကြောင်းကိုအသေးစိတ်စပြီးဆွေးနွေးကြည့်ကြတာပေါ့ကောင်းပါပြီရှင်ပထမဆုံးအနေနဲ့ဒီလေးလာချက်တွေထဲမှာထောက်ပြထားတဲ့ပြဿနာတစ်ခုနဲ့စချင်တယ်ဗျလုံငန်းများစုကြာလီရှိတဲ့ထောင်းချော်တစ်ခုပေါ့ဈေးနှုန်းနဲ့ပြိုင်တောင်ပြောတာထင်တယ်ဟုတ်တယ်ဈေးနှုန်းပဲပြိုင်ကြတာလေဒါကိုအောက်ဆုံးထိပြိုင်ဆိုင်ခြင်း race to the bottom လို့ပြောကြတာဈေးတွေအပြိုင်ဆိုင်လျှော့ရဲနဲ့နောက်ဆုံးမှာဘယ်သူမှအမြတ်မကျန်တော့တဲ့အခြေအနေမျိုးပေါ့ဒီပြဿနာအတွက်အဖြေကို Grand Slam offer လို့ဆိုထားတယ်အဲ့ဒါကဘာကိုပြောတာလဲဗျ Grand Slam offer ဆိုတာကလေတခြားဘေးအရာနဲ့မှနိုင်ရှင်လို့မရတဲ့ကမ်းလှမ်းမှုမျိုးကိုပြောတာအဓိကပြောင်းလဲမှုကကိုယ်ဝန်ဆောင်မှုကိုကုန်ပစ္စည်းလို့ဖိနေတဲ့အခြေအနေ commodity ပေါ့အဲ့ဒီကနေအမခံချက်ရှိတဲ့ရလဒ်ကိုပေးတဲ့ပုံစံကိုပြောင်းလိုက်တာပဲဥပမာလေးနဲ့ပြောပြလို့ရမလားရတာပေါ့ဥပမာ digital marketing တင်တဲ့ဆိုပြီးရောင်းတာက commodity ပဲလူတိုင်းရောင်းနေကြတာဟုတ်တယ်အဲ့ဒီစာ AI agency incubator program ဆိုပြီးနာမည်ပြောင်းလိုက်တယ်ဒါကတင်တဲ့တစ်ခုကိုရောင်းတာမဟုတ်တော့ဘူးလုပ်ငန်းတစ်ခုလုံးကိုပြောင်းလဲပေးမဲ့ system တစ်ခုကိုရောင်းလိုက်တာဖြစ်သွားပြီဟာဒါဆိုရင်ဒါကိုယ့်ရဲ့အမှတ်တရစကို marketing တင်ပေးတဲ့သူဆိုတဲ့အဆင့်ကမင်းရဲ့လုပ်ငန်းကိုအောင်မြင်အောင်လုပ်ပေးမဲ့ partner ဆိုတဲ့အဆင့်ကိုမြင့်တင်လိုက်တဲ့နဲ့အတူတူပဲပေါ့တော်တော်ကွာသွားပြီဒီ Grand Slam offer ရဲ့အခြေခံအုတ်မြစ်တဲ့တန်ဖိုးဆိုတာကိုနားလည်ဖို့လိုလာပြီဒီနေရာမှာပဲ source ထက်ကအခြေတစ်ခုကကျွန်တော်တို့တော်တော်စဉ်းစားစရာဖြစ်သွားစေတယ်တန်ဖိုးဆိုတာကိုတင်ချပုံစံနည်းတစ်ခုလို့ရှင်းပြထားတယ်ဟုတ်တယ်ဒီ value equation ကအရန်အစွမ်းထက်တယ်သူ့မှာအပိုင်းနှစ်ပိုင်းရှိတယ်ပိုင်းဝေအပေါ်ပိုင်းမှာဝယ်သူလိုချင်တဲ့အိမ်မက်ရလက် dream outcome ပေါ့အောက်ပိုင်းမှာတော့ရလက်ရဖို့စောင့်ရမယ်အချိန် time delay နဲ့သူတို့ကိုယ်တိုင်စ조사အားထုတ်ရမှု effort and sacrifice ကိုမြောက်ထားတယ်အော်ဆိုတော့တန်ဖိုးကိုမြင့်တင်ခြင်းရင်ရှင်းရှင်းလေးပဲအပေါ်ကဂိမ်းတွေကိုများနိုင်တယ်များအောင်လို့အောက်ကဂိမ်းတွေကိုနည်းနိုင်တယ်နည်းအောင်လို့ခဏလေဒီ value equation ကတကယ်လို့ an all ရာချက်တစ်ခုပေါ်ပြနေတယ်ဒေါ်လာ20တောင်းတန်ခွဲစေမှုတစ်ခုကဒေါ်လာ20တန်စာအုပ်တယောက်ထက်တန်ဖိုးပိုကြီးရတဲ့အကြောင်းရင်းကရလာကောင်းလို့တစ်ခုတည်းမဟုတ်ပဲလူတွေရဲ့ပြင်းရိမှုနဲ့မဆောင်နိုင်မှုကိုဖြည့်ရှင်းပေးလို့ပါပဲတိကျကြမယ်ဒါကလူစိတ်ပညာကိုအခြေခံပြီးတန်ဖိုးကိုဘယ်လိုတိဆောက်ရမလဲဆိုတာပြနေတာပဲဟုတ်တယ်အဲ့ဒီဥပမာအကောင်းဆုံးပဲဝေချတဲ့စာအုပ်ကရလက်တော့ပေးနိုင်တယ်ဒါပေမဲ့အချိန်ရမ်းကြတယ်ကိုယ်တိုင်နဲ့အရန်ပင်ပန်းခံပြီးလေ့ကျင့်ခံလုပ်ရတယ်ဆိုတော့ပိုင်းကျအရန်ကြီးနေတာပေါ့အားထုံးမှုနဲ့အချိန်ကများနေတာဟုတ်တယ်အစီစုံထုတ်တဲ့ခဲစိတ်မှုကတော့ချက်ချင်းရလက်ရတယ်ကိုယ်တိုင်ဘာမှလုပ်စရာမလိုဘူးပိုင်းကျ3ရက်နီးမှပဲဒီနေရာမှာပဲ AI က calling ရဲ့လုပ်ငန်းအတွက်အစွမ်းထက်ဆုံးလက်နက်ဖြစ်လာတာဘယ်လိုမျိုးလဲဗျာ AI ကចောင်းသားတွေရလက်ရဖို့လိုအပ်တဲ့အချိန်နဲ့အားထုတ်မှုကိုတိတိတသား short ချပေးနိုင်တယ်လေဩ theory သင်ပေးရုံမဟုတ်တော့ပဲ content ရေးဖို့အတွက် AI prompts အသင့်သုံးနေ marketing plan ဆွဲဖို့ template တွေအကုန်ဆင်သင်ပေးလိုက်တာမျိုးပေါ့ចောင်းသားဘက်ကခန်းစားစရာမလိုတော့ဘူး copy paste လုပ်လိုက်ရုံပဲဟုတ်တယ် copy paste လုပ်လိုက်ရုံနဲ့ရလက်ထွက်လာလေကို offer ရဲ့တန်ဖိုးကအစပေါင်းများစွာမြင့်တက်သွားလေပဲဒါဆိုအဓိကတန်ဖိုးကိုလားလဲသွားပြီဆိုရင်ဒီ offer ကိုလက်တွေ့မှာဘယ်လိုတိဆောက်မလဲဒီလေးလာချက်ထဲမှာနီလန်3ခုကိုအဓိကဖော်ပြထားတယ် the stack ဆိုတာနဲ့စာကြည့်အောင်ဗျ stacking ဆိုတာကအဓိကကုန်ပစ္စည်းအပြင်မှာတခြားဆက်ဆက်နေတဲ့အပေါ်လက်ဆောင် bonus တွေများကြီးထပ်ပေါင်းထည့်ပေးတာအပေါ်လေးထက်တာပေါ့ဟုတ်တယ်အရေးကြီးတာက
bonus တစ်ခုချင်းစီကဝယ်သူကြုံတွေ့နိုင်တဲ့ပြဿနာတစ်ခုခုကိုဖြေရှင်းပေးနေရမယ်ဥပမာ AI marketing တင်တန်းကိုဝယ်လိုက်တဲ့သူက content idea ဘဲကရှာရမလဲဆိုတဲ့ပြဿနာရှိနိုင်တယ်အဲ့ဒါအတွက် viral content prompt library ကို bonus ဖြစ်ထည့်ပေးလိုက်တယ်အော်ဟုတ်ပြီ chatbot ဘယ်လို setup လုပ်ရမလဲမသိတဲ့သူက chatbot setup guide ထည့်ပေးလိုက်တယ်ဒီလို bonus တစ်ခုချင်းစီကိုတန်ဖိုးသတ်မှတ်ပြီးပေါင်းထည့်ပေးလိုက်တဲ့အခါစုစုပေါင်းတန်ဖိုးက390လောက်ထည့်သွားပြီရောင်းဈေးက9သိန်းပဲဆိုရင်ဟုတ်တယ်ရောင်းဈေးက9သိန်းပဲဆိုရင်ဝယ်သူဘက်ကမတန်ဘူးလို့ပြောဖို့ခက်သွားပြီဒါတန်ဖိုးကြီးကားတစ်စီးရောင်းတယ်လို့ပဲနော်ကားကိုတည်းကြီးပဲရောင်းတာမဟုတ်ဘူးအထဲမှာသားရေခုံ sunroof premium sound system တွေအကုန်ပေါင်းထည့်ပြီး full option အထိရောင်းမှာတန်ဖိုးအပြည့်အစုံကိုခန်းစားရတာမျိုးပေါ့အဲ့ဒီသဘောတရားပဲအဓိကဖြစ်စီရဲ့လိုအပ်ချက်တွေကိုဖြည့်ပေးတဲ့ဖြစ်စီတွေနဲ့ဝန်းရံပေးလိုက်တာပဲနောက်တစ်ခုက scarcity ရှားပါမှုနဲ့ urgency အရေးအကြီးလိုအပ်မှုဟုတ်တယ်ကမ်းလှမ်းမှုကိုအရေးအတွက်ဒါမှမဟုတ်အချိန်နဲ့ကန့်တက်လိုက်တာမျိုးပေါ့ဟုတ်တယ်လူတွေရဲ့စိတ်ကအချိန်မရွေးဝယ်လို့ရတယ်ဆိုရင်နောက်မှဝယ်မယ်ဆိုပြီးရွှေ့ဆိုင်းတတ်ကြတယ်ဟုတ်တယ်ဟုတ်ဒါကြောင့်အမြဲတမ်းဝယ်လို့ရတဲ့ evergreen course အစားအပတ်စင်းလိုက်လူဦးရေကန့်ထပ်ပြီးဖွင့်တဲ့ cohort base ပုံစံကိုပြောင်းလိုက်တာကဝယ်လိုအားကိုတိုးစေတယ်ဥမာ batch 5အတွက်ကြောင်းတာ30ပဲလက်ခံမယ်ဆိုတာမျိုးလားအဲ့ဒါ scarcity ပဲပြီးတော့ဒီအပတ်အတွင်းအပ်တဲ့သူတွေပဲ bonus AI tool list ရမယ်ဆိုတာက urgency ပေါ့ပြီးတော့လေ CEO တရုတ်ဖြစ်တဲ့ Colin ရဲ့အချင်းကိုယ်တိုင်ကအလွန်ရှားပါတယ်ဆိုတဲ့အချက်ကို scarcity ဖြစ်အသုံးချနိုင်တယ်ဘယ်လိုမျိုးလဲColin ကိုယ်တိုင်တိုက်ရိုက်တင်ပေးမှာမို့လို့လူဦးရေကန့်တက်ထားတာပါဆိုတာမျိုးကအရန် powerful ဖြစ်တယ်ဟုတ်ပြီနောက်ဆုံးတစ်ခုကတော့ premium pricing ဈေးနှုန်းဟင်တင်ခြင်းပေါ့ဒါတော့စိတ်ဝင်စားစရာပဲဈေးမြင့်တင်ဖို့ပြောတာတော့လွယ်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံကဈေးကွက်မှာလူတွေကဈေးနှုန်းကိုအရန် sensitive ဖြစ်ကြတယ်ဒီလောက် high ticket ဈေးနှုန်းတစ်ခုကိုတင်လိုက်ရင်ဈေးကြီးလိုက်တာဆိုပြီးဝယ်သူတွေထွက်ပြေးသွားနိုင်ခြင်းမရှိဘူးလားအဲ့ဒီဆိုရင်စိတ်ကိုဘယ်လိုကြော်လွှမ်းမလဲအရန်ကောင်းတဲ့မေးခွန်းပဲဒါကအရေးကြီးဆုံးအပိုင်းတွေကတခုပဲဈေးနှုန်းကတန်ဖိုးကိုဖော်ပြတယ် low ticket တင်တန်းနေအများကြီးရောင်းကြည့်လူအများကြီးကို manage လုပ်ရတဲ့အထက် high ticket နဲ့တကယ်အောင်မြင်စိတ်ပြင်းပြတဲ့လူတွေကိုပဲရွေးပြီး premium consultant ပုံစံကိုပြောင်းဖို့ပဲဒါပေမဲ့အဲ့ဒီဆိုရင်စိတ်ကိုဘယ်လိုကြော်လွှမ်းမလဲအဓိကချက်က Colin ရဲ့ကိုပိုင် brand မှာရှိတယ်သူက Maya Ants လို့အောင်မြင်တဲ့လုပ်ငန်းကိုတီထောင်ခဲ့တဲ့အတွေ့အကြုံရှိတယ်သိန်း5ဘုံတန်လုပ်ငန်းကိုတီထောင်ခဲ့သူတင်ပေးတဲ့ပညာဆိုတဲ့ခေါင်းစဉ်တစ်ခုတည်းနဲ့တင်ဈေးနှုန်းကိုအလိုလို justify လုပ်ပေးပြီးသားဖြစ်နေပြီ။အော်သူရဲ့အောင်မြင်မှုကတတ်thểခံနေတာပေါ့။ဟုတ်တယ်။ဈေးကြီးရဲ့အတွက်ဝယ်သူဘက်ကလည်းပိုပြီးအလေးနဲ့ထားလိလာမယ်။ရလက်ပိုချက်ဖို့ကြိုးစားမယ်။ Colin ဘက်ကလည်းចောင်းသားနဲ့ကိုအချိန်ပိုပေးပြီးအာယုံဆိုင်နိုင်မယ်။ win-win situation ပေါ့။ဒီ Grand Slam offer value equation တွေအကြောင်းကြားတာတော်တော်စိတ်လှုပ်ရှားဖို့ကောင်းတယ်။ဒါပေမဲ့ဒီလိုကြီးတဲ့ idea တွေကိုဘယ်ကစပြီးလက်တွေ့အကောင့်ထဲပေါ်ရမလဲဆိုတာကစိတ်ခေါ်မှုပဲဟုတ်ပါတယ်ဒီလေးလာချက်ထဲမှာဒါကိုရက်60အတွင်းအကောင့်ထဲပေါ်မဲ့အစီအစဉ်တခုပါတယ်ဆိုတာကအရင်စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်တယ်အဆင့်30နဲ့တွားတဲ့ season ပဲပထမဆုံးရက်50ကို foundation အုံမြင့်ချခြင်းလို့သတ်မှတ်ထားတယ်ဒီကာလမှာခုနပြောခဲ့တဲ့ Grand Slam offer ကိုအသေးစိတ် design ဆွဲမယ် bonus တွေပြင်ဆင်မယ်အကုန်ပြင်ဆင်တဲ့အဆင့်ပေါ့ဟုတ်တယ်ပြီးတော့ကိုယ့်ရဲ့ fan တွေကလူနည်းနည်းကိုပဲရွေးပြီး beta launch တော့ကိုလုပ်ပြီးစမ်းသပ်ရောင်းချမယ်ဒီအဆင့်ရဲ့ရည်မှန်းချက်ကကို offer ကတကယ်လုပ်ဖြစ်ရဲ့လားဈေးရောကလက်ခံရဲ့လားဆိုတာကိုအရင်အနည်းနဲ့စမ်းသပ်ဖို့မယ် Okay အုံမြင့်ချပြီးပြီဆိုရင်ရက်30-50က acceleration အဆင့်မြင့်ခြင်းအဆင့်ပေါ့ဒီမှာဘာတွေလောက်ရမလဲဗျဒီအဆင့်မှာ beta ဖွဲ့စီကရလက်ကောင်းနေ testimonial စီစွတ်ဆောင်ရမယ်ကျောင်းသားတွေရဲ့အောင်မြင်မှုဇလန်းတွေသူတို့ရဲ့လုပ်ငန်းတွေဘယ်လိုတိုးတက်သွားတယ်ဆိုတဲ့ video interview တွေအများကြီးရိုက်ကူရမယ် social proof တွေစုတာပေါ့ဟုတ်တယ်ပြီးရင်အဲ့ဒီ social proof တွေကိုလောင်စာဖြစ်သုံးပြီးဒုတိယအထုပ်ကိုဈေးအနှဲငယ်တင်ပြီးတရားဝင်စောက်ရောင်းမှာဒီအဆင့်ကယုံကြည်မှုကိုအရှင်ရဟုန်နဲ့တိဆောက်တဲ့အဆင့်ပဲအရန်ကောင်းတဲ့အစီအစဉ်ပဲပြီးတော့ launch ကနေရတဲ့အောင်မြင်မှုတွေကိုလောင်စာဖြစ်သုံးပြီးတကယ်စစ်ပွဲဝင်တာပေါ့နောက်ဆုံးရက်60-90ကတော့ dominance လွှမ်းမိုးခြင်းအဆင့်ဒီမှာတော့ number 1နေရာကိုတိုင်းပိုက်ဖို့လွတ်ဆောင်ရမှာပေါ့ဘယ်လိုမျိုးလွှမ်းမိုးမှာလဲဒီအဆင့်မှာတော့စူဆောင်းထားတဲ့အောင်မြင်မှုဇလန်းတွေကို social media မှာဘုံမိုးရွာတယ်လို့ဖြန့်ချေရမယ် AI marketing authority ဆိုတဲ့ခေါင်းစဉ်နဲ့ media interview တွေဖြေမယ် podcast တွေမှာ ad တွေဖြစ်ပါဝင်မယ် visibility ကိုအမြင့်ဆုံးတင်တာပေါ့ဟုတ်တယ်
အရှင်ရလာပြီဆိုရင် CEO ဒီအသစ်တီးတန့် high ticket mastermind တို့ဖွဲ့ကိုမိတ်ဆက်မယ်ဒီအစင်းရဲ့အဓိကရည်မှန်းချက်က Colin ရဲ့ပုံရိပ်ကို marketer ဆိုတာထက် marketing ကိုကျွမ်းကျင်တဲ့လုပ်ငန်းရှင် entrepreneur who master marketing ဆိုတဲ့ပုံရိပ်ကိုအခိုင်အမာပြောင်းလဲတည်ဆောက်ဖို့မယ်မြန်မာနိုင်ငံမှာ AI နဲ့ marketing အကြောင်းပြောရင် Colin ကိုပဲပြေးမြင်ရမယ်ဆိုတဲ့အထီထက်အောင်လုပ်အောင်ပါဒီအစီအစဉ်ထဲမှာ theory တွေချေးပဲမဟုတ်ပဲချက်ချင်းအတုံးချလို့ရမယ်လက်တွေ့ကျ content idea တွေလည်းပါဝင်နေတော့ဟုတ်ကဲ့အများကြီးပါဝင်နေဥပမာ TikTok Reels တို့ဆိုရင်လေလူတွေရဲ့အာယုံကိုချက်ချင်းဖန်ဆားနိုင်တဲ့ hook တွေနဲ့ဖန်တီးဖို့အကြံပြုထားတယ်ဘယ်လိုမျိုးတွေလဲဝန်ထမ်းစေရောစာကိုတယောက်တည်းနဲ့ဘယ်လိုလုပ်မလဲဆိုတာမျိုးစိတ်ဝင်စားဖို့ကောင်းတယ်နောက်ပြီး Mayan Stone ကဒီလို marketing အမှားမျိုးလုပ်ခဲ့ဖူးတယ်ဆိုပြီးကိုယ့်ရဲ့အောင်နေချက်ကိုရိုးရိုးပါးသားမျှဝေတာမျိုးအိမ်နေရင်ပိုက်ဆံရှာပေးမဲ့ chatbot လူဝက်ချက်ဆိုပြီးစိတ်ဝင်စားစရာနည်းပညာကိုပြတာမျိုးတွေပေါ့ဒါဒီကကြည့်ရှုသူကိုချက်ချင်းရက်ကြည့်အောင်လုပ်နိုင်တဲ့ content တွေပါဒါအပြင်မမီလွယ်တဲ့ကိုယ်ပိုင် framework ဒီ fan တီးဖို့လည်းအကြံပြုထားတာတွေ့ရတယ်ဒါကကိုယ့်ရဲ့တင် जा မှုကိုပိုပြီးစနစ်ကျစေပြီးတခြားသူတွေနဲ့ကွဲ့ထွယ်စေတဲ့နည်းလမ်းတစ်ခုပဲနော်ကိုနီးစနစ်ကိုနာမည်ပေးလိုက်တာမျိုးပေါ့ဟုတ်တယ်ဒါက authority တိစောက်တဲ့နေရာမှာအရင်အရေးကြီးတယ်ဒီလေးလာချက်မှာထင်ရှားတဲ့ framework နှစ်ခုကိုကြံပြုထားတယ်ပထမတစ်ခုက CHASAI system နဲ့ CHASH ဟုတ်တယ် C က content AI ဖြင့်ဖန်တီးခြင်း A က automation chatbot ဖြင့်တုံ့ပြန်ခြင်း S က sales closing လုပ်ခြင်း H က high ticket တန်ဖိုးမြင့်ရောင်းခြင်းပေါ့CAH တလားတော်တော် clever ဖြစ်တယ်ငွေရစေတဲ့စနစ်မို့လို့မိုက်ရလွယ်တာပေါ့နောက်တစ်ခုကတော့ပြောနောက်တစ်ခုကတော့ Colin ရဲ့မြန်သက် brand နဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့ Ant Colony distribution method ပါ Percy အောင်မဟုတ်တယ် Percy အောင်လို့တဲ့ content တစ်ခုတည်းကို AI ကိုသုံးပြီးပုံစံမျိုးမျိုး text video audio image ပြောင်းလဲပြီးနေရာအနှံ့ကိုဖြန့်ကျက်တဲ့နည်းလမ်းဖြစ်ပါတယ်ဒါက Colin ရဲ့ brand နဲ့တိုက်ရိုက်ချိတ်ဆက်နေတော့သူ့အတွက်ပဲတည်တံ့ချစ်တာပြီးတခြားဘယ်သူမှလိုက်သူ့လို့မရတော့ဘူးဒီလေးလာဆန်းစစ်မှုတစ်ခုလုံးကိုခြုံငုံကြည့်လိုက်တယ်ဒါဟာတရားချက်လက်ကိုရောင်းတာကနေလက်လက်ကိုအာမခံတဲ့ transformation ကိုရောင်းတဲ့စီကိုလုံးဝကွဲပြားလဲပြောင်းလဲမှုတစ်ခုပဲဟုတ်ပါတယ်အဲ့ဒီ transformation ကို AI နည်းပညာနဲ့ကိုယ်တိုင်လုပ်ငန်းအောင်မြင်ထားတဲ့ခိုင်မာတဲ့သက်သေအထောက်ထားတွေနဲ့ပံ့ပိုးပေးထားတာတွေ့ရတယ်ဗျပီတိကြကြပဲဒီမဟာဗျူဟာကရန်သားမိလောက်တာမျိုးမဟုတ်ဘူး Minus ရဲ့အောင်မြင်မှုဇလန်ကိုပိုင် brain ရဲ့အားသာချက်ဈေးကွက်ထဲကလေဟာမှုစတဲ့ထူးခြားတဲ့အားသာချက်တိုင်းကိုအသုံးချပြီးဘယ်သူမှရှင်ပြိုင်လို့မရတဲ့နေရာတစ်ခုဖန်တီးတာပေါ့ဟုတ်တယ်ကိုပိုင် category တစ်ခုကိုဖန်တီးဖို့ရည်ရွယ်ပါတယ်တခြားသူတွေ Facebook ad boost လုပ်နေတဲ့နေ့ချိန်မှာ Colin ကလုပ်ငန်းတစ်ခုလုံးကို AI နဲ့ဘယ်လို scale လုပ်မလဲဆိုတာကိုသင်ပေးတဲ့သူဖြစ်လာမှာပါကဲဒီဆွေးနွေးမှုကိုအရှုံးတအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ခြင်းတယ်ဗျာဒီလိလချက်ထဲမှာ AI ကိုသုံးပြီးဖောက်တဲ့အားထုတ်မှုကို short ချက်ဖို့အဓိကတာဆွေးနွေးခဲ့ကြတယ်ဟုတ်ကဲ့ဒါကိုတစ်မျိုးပြောင်းကြံလန့်ပြီးစဉ်းစားကြည့်အောင် AI ကိုဖောက်တဲ့လက်ရှိခီးလန်းကိုလွဲကူအောင်လုပ်ပြုံတင်မဟုတ်ပဲအဲ့ဒီဖောက်တဲ့နောက်တစ်စစ်မှာဘာလို့အလားမလဲဆိုတာကိုကြိုတင်ခံမှန်းပြီးသူတို့ကိုယ်တိုင်တော့မတွေးမိတဲ့ဖန်ဆနာတစ်ခုအတွက်ကမ်းလှမ်းမှုအတစ်တစ်ခုဖန်တီးဖို့တော့အတုံးချနိုင်မလားစိတ်ဝင်စားစရာကောင်းတဲ့အမြင်ပဲဥပမာ AI marketing နဲ့အောင်မြင်မှတဲ့ကျောင်းသားတစ်ယောက်ကနောက်ထပ်စစ်မှာ team management ဒါမှမဟုတ် finance နဲ့ပတ်သက်တဲ့ပြဿနာတွေကြုံလာနိုင်တယ်ဟုတ်တယ် AI ကအဲ့ဒီလိုအချက်ကိုကြိုတင်ခံမှန်းပြီးနောက်ထပ် high ticket mastermind program တစ်ခုကိုဖန်တီးဖို့လမ်းညွှန်ပေးနိုင်မလားဆိုတာကတော့ဆက်လက်စဉ်းစားစရာအချက်တစ်ခုပါပဲ